လုံးလာပါကျွန်တော်ဒီနေ့ပြောပြမယ့်အချက်ကဒီဗုဒ္ဓဦးနေ့မှာပေါ့နော်တစ်နဲ့အလဲ16ပေါ့နော်အလဲ16ဖြစ်တဲ့ဟာပေါ့နော်အဲ့ဒါပြောရမယ်အဲ့ဒါကဒီ2ရက်အတွင်းမှာလာတဲ့အခွေပေါ့လေးလုံးအခွေပေါ့နော်ကဲပေါက်လို့လည်းပြောလို့ရတယ်ဖြစ်နိုင်တယ်ပေါ့နော်ဘာလို့ဆိုတော့ပြည့်ပြည့်မရှိတာဘူးအဲ့ဒါဘာလဲဆိုတော့ကျွန်တော်ဒီမှာဆိုရင်3ချိန်တွင်းလို့ပြောလို့ရပါတော့3ချိန်တွင်းမှာလာထားတယ်အဲ့ဒါက1 2 3ခွန်အခွေပေါ့နော်1 2 3ခွန်1 2 3ခွန်ဒါကြည့်1 2 3ခွန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 ်ဥပခွေတစ်ချိန်လာတယ်နော်ဟာဒီနှစ်ခါအောင်လာရဲရှိတယ်ဆိုတော့တစ်ချိန်ဆိုရပြီဆိုတော့ဒါကဒီကဲပေါက်လို့လည်းပြောလို့ရတယ်ဒါမှမဟုတ်လေဒီ2ရက်တွင်မှာဘာထိုးအောင်မသိဘူးဆိုရင်တော့ဒါထိုးပေါ့နော်ဒီမှာဒီဟာထိုးပေါ့ဒီ1 2 3ခွန်ခွေရှိတယ်ပြီးနောက်တစ်ခုကဒီမှာပေါ့နော်1 2 3ခွန်ပြီးနောက်တစ်ခါကျတော့ဒီဗုဒ္ဓဦးနေ့မှာပဲထိတ်ပိတ်ခွန်ရှစ်ဖြစ်တဲ့ဟာပေါ့နော်ထိတ်ပိတ်ခွန်ရှစ်ဖြစ်ထားရဆိုရင်သူဒီဘယ်နှပင်ရှိလဲပေါ့နော်ရှိမြအကုန်လုံးပင်ထဲမှာတော့4 9ချိန်မပြောက်ထားဘူးဒီမှာ4 9 4 9 4 9 4 9 4 9 4 9 4 9 4 9ပေါ့နော်ဆိုတော့ဒီထဲမှာအကြိုက်ဆုံးကတော့4 9 4 4 9 9အကြိုက်ဆုံးပဲနော်4 9ချိန်ထဲမှာဆိုရင်အဲ့ဆိုရင်ကျွန်တော်နှစ်ခုပြောသွားတယ်ဒီဗုဒ္ဓဦးနေ့ကနော်အလဲ16ဖြစ်တဲ့ဟာဆိုရင်2ရက်တည်းမှာ1နဲ့3ခွန်ခွေရှိရဲဒါပေမဲ့အချိန်က4 9ချိန်တူတော့မတူဘူးဒါပေမဲ့အဆင်ပြေလို့3ပေါ့နော်ကိုကြိုက်ရကို3ပေါ့နော်ကျွန်တော်အခုပြလိုက်တဲ့ဗီဒီယိုလေးကိုကြည့်ပြီးတော့ဒါမိတ်ဆွေတို့အနေနဲ့ဒါအသုံးချနိုင်ပါစေပေါ့နော်အသုံးချရင်ပြည့်ရပါစေဒါတကယ်လည်းလာပါစေပေါ့နော်ဒါလာဖို့လည်းများပါတယ်နော်နှစ်ခုလုံးကလေအကုန်လုံးလာနိုင်ပါတယ်ကဲဗုဒ္ဓဦးနေ့မှာကြာသပတေးနေ့မှာအဆင်ပြေကြပါစေပေါ့နော်